ယူဂန်နာဘောလုံးပွဲပြီးအာဆနယ်ဖန်အောင်ပွဲခံမှုကြောင့်ဖြစ်ပွားခဲ့ရတဲ့ဝမ်းနည်းစရာဖြစ်ရဆိုးဆယ်စုနှစ်နှစ်ခုကျော်ကြာအောင်ဆောင်ဆိုင်ခဲ့ရတဲ့ပရီးမီးယားလိရွှေဖလားယူအာဆနယ်အသင်းတကြောပြန်သိမ်းပိုက်နိုင်ကြလို့တကမ္ဘာလုံးကဂန္နာပရိသတ်တွေပျော်ရွှင်မှုအောင်ပွဲခံနေကြတဲ့ချိန်မှာပဲအာဖရိကအရှေ့ပိုင်းယူဂန်နာနိုင်ငံမှာတော့ဘောလုံးအသင်းဆွဲကြောင်းမဖြစ်သင့်မဖြစ်တိုင်းပဲအသက်ချောင်းဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းတုံလုံးစရာဖြစ်ရဆိုးတစ်ခုမေလ24ရက်နေ့ကပေါ်ပေါက်ခဲ့ပါတယ်အာဆနယ်အသင်းအောင်ပွဲအားပါးရအောင်ပွဲခံနေတဲ့အသင်းပရိသတ်တူကိုအစင်လာရန်ဘက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တူကတေတဲ့အထိရိုက်နှက်ပြီးတော့ထွက်ပြေးလွတ်မြောက်နေတာကြောင့်လက်ရှိမှာယူဂန်နာရဲတပ်ဖွဲ့ကတရားခံကိုမြေလန်ရှာဖွေနေရပြီဖြစ်ပါတယ်ဖြစ်စင်တော့အာစတယ်အသင်းခရစ္စတယ်ဘယ်လစ်ကိုနိုင်ပြီးတော့ပရီးမီးယားလိစူပလာကြီးကိုကိုင်းမြောက်ခဲ့တဲ့မေလ24ရက်နေ့ညပိုင်းမှာစတင်ခဲ့တာပါအာစတယ်ပရိသတ်အင်အားအခိုင်အမာရှိတဲ့ယူဂန်နာနိုင်ငံမြို့တော်ကမ်ပါလာရဲ့ဘောလုံးပွဲကြီးစုံတစ်ခုမှာအသက်34နှစ်ရွယ်မော်တော်ဆိုင်ကယ်ကယ်ရီမားတူဖြစ်တဲ့အာစတယ်ပရိသတ်ဒင်းနစ်ဟာတခြားသူတွေနဲ့တူပွဲကြည့်ပြီးတော့ပျော်ပါနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပွဲပြီးအောင်ပွဲခံတဲ့အချိန်မှာတော့ဒင်းနစ်ဟာမိုင်အသင်းကိုအားပေးသူလို့သိရှိထားတဲ့မူစီယာမူဆိုသူနဲ့ကရောက်ဆစကားများပြီးအဲ့ဒီချိန်ကနေနှစ်ဦးကြားအငင်းပွားမှုတွေပြင်းထန်လာပြီးတော့ကိုရီလက်ရောက်တွန်းထိုးရန်ဖြစ်တဲ့အဆင့်ထိကိုရောက်သွားခဲ့ပါတယ်အဲ့လိုရန်ဖြစ်နေကြစဉ်တွဲမှာပဲတန်တရားရှိသူမူစီယာမူကဒင်းနစ်ရဲ့ခေါင်းကိုအဓိကပြစ်မှတ်ထားပြီးတော့ပြင်းထန်စွာထိုးနှက်ခဲ့တာကြောင့်ဒင်းနစ်စာမြေပြင်ပေါ်လဲကျသွားခဲ့ပြီးတိမ်မကြခင်မှာပဲအခင်းဖြစ်ပေါ်ကနေရာမှာနေအသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်အသင်းချင်းပြိုင်ဆိုင်တဲ့အမုန်းတရားကိုရှေ့တန်းတင်ခဲ့တဲ့မန်ယူပရိသတ်မူစီယာမူကတော့လူသတ်မှုကျူးလွန်ပြီးချင်းနေရာမှာနေထွက်ပြေးလွတ်မြောက်သွားခဲ့တာမလို့လောလောဆယ်ရဲတပ်ဖွဲ့ဘက်ကရန်ထုတ်ပြီးတော့ပူပြင်းလိုက်လံဖမ်းဆီးနေရဆဲဖြစ်ပါတယ်တကယ်တော့ပရီးမီးယားလိပြိုင်ပွဲတွေကယူဂန်နာအပါအဝင်အာဖရိကနိုင်ငံတွေမှာယူသွစွာအားပေးကြတဲ့ပြိုင်ပွဲတွေဖြစ်ပြီးတော့ပွဲနေ့တွေဆိုစကရင်ကြီးတွေထောင်ပြီးတော့ကလပ်တင်းလိုက်စူဝေးအားပေးလေးရှိကြတာပါဒါပေမဲ့ဝန်ထဲစရာကောင်းတာအားကစားကိုအားကစားလို့မမြင်မဲငါအသင်းတို့အသင်းဆိုတဲ့အသင်းဆွဲအစွန်းရောက်မှုတွေပြိုင်ဆိုင်မှုအမုန်းတရားတွေကိုစိတ်ထဲထည့်ထားတာကြောင့်ခုလိုမျိုးသွေးထက်တန်ရန်ပွဲနဲ့လူသေးဆုံးမှုတွေထိမကြာခဏဖြစ်နေရတာပါဘောလုံးပွဲဆိုတာပရိသတ်တွေအတွက်စိတ်ပန်းပြေဖို့အားကစားရဲ့အလှပကိုခံစားမှုနဲ့ကိုချစ်တဲ့အသင်းကိုပြပပဝင်းရံအားပေးဖို့အတွက်ပဲဖြစ်တင်တာပါအခုလိုမျိုးမိမိအားပေးတဲ့အသင်းရှုံးလို့ဖြစ်စေတစ်ဖက်သင်းချန်ပီယံဖြစ်သွားလို့မနာလိုလို့ဖြစ်စေအမုန်းတရားတွေရှေ့တန်းတင်ပြီးတော့လူတယောက်ရဲ့အဖိုးတန်အသက်ကိုရန်ရှာတပ်ပြတဲ့ဒီကျူးလွန်တာဘလို့မှမဖြစ်သင့်မဖြစ်ထိုက်ပဲလုံးဝရှုံးချမယ်လို့ရဆိုးပါအားကစားကွင်းထဲပြန်ဆိုင်မှုကကွင်းထဲမှာနေပြီးဆုံးသွားမှာဖြစ်ပြီးတော့ကွင်းမြေပါးတွေယူဆောင်လာပြီးတော့လူသားမှုတွေဖြစ်ပွားတာတော့ဘောလုံးလောကအနှစ်သာရကိုညှိုးနှွမ်းစေတဲ့အမဲဆက်တစ်ခုပါပဲလက်ရှိချိန်မှာအာစတယ်အသင်းကပြည်တွင်းလိဖလားကိုသိမ်းပိုက်ပြီးဖြစ်တယ်လို့ဥရောပချန်ပီယံလိဗိုလ်လုပွဲအထိတက်လန်းထားနိုင်ပြီးတော့ကလပ်တင်းတစ်ပိုင်းရှောက်ကြီးကျယ်ဆုံးသောအောင်ပွဲခံရာသီကိုဖျက်ဆီးနေရတာဖြစ်ပါတယ်လာမယ့်မေလ30နေ့မှာလက်ရှိချန်ပီယံ PSG နဲ့သမိုင်းဝင်ဖိုင်နယ်ပွဲကြီးကစားဖို့ရှိနေတဲ့အချိန်မှာကဘာဘွမ်ကဘောလုံးပရိသတ်တွေအနေနဲ့အားကစားကိုအားကစားလိုပဲလှပသွားအားပေးကြဖို့ဒုံနဲ့ဒူကလပ်တင်းဆွဲကြောင့်ရန်ညွှန်းမှုဝဲကြပဲယူဂန်နာဒင်းနစ်လိုဝမ်းထဲစရာဖြစ်ရဆိုတဲ့နောက်ထပ်ဘယ်နေရာမှထပ်ပြီးတော့မပေါ်ပေါက်လာစေဘူးအတွက်ဘောလုံးလောကတစ်ခုလုံးတင်ငန်းစာယူမှတ်သားထားပြီးတော့သတိထားမယ်အချိန်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီကြဖို့လည်းဖိတ်ခေါ်ပြစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်